ဒီနေ့မှပေါင်းဖို့တဲ့ကအချိုတလေးတွေမြည်စမ်းစေခြင်းလို့ပါအိုးငါအိမ်မှာနေတိုင်းစားနေရတာနေကောင်းရင်ကဘာများထူးလဲပန်းကံပြန်ယူပြီးထိုင်စားငါဟင်တွေကနေအိမ်ထက်တာတဲ့ထက်သာတယ်ဒေါသကိုရေနဲ့ဖြန်းအမုန်းကိုမီးနဲ့ရှင်မိချေစားပြီးပါပြီးတော့စိန်ရဲ့ပြန်လိုက်အောင်မယ်နော်ကိုပြုသမျှကံကိုခံရမယ်မောက်မာတဲ့စကားကအစိတ်ဖြစ်မယ်အိမ်ထဲမှာတယောက်တည်းကြံခဲ့သူအစာမကြေတဲ့ဝေဒနာနဲ့စိတ်ကလန့်ပေါ်ကအိမ်နီးချင်းစကားသံမြစ်တာမပါတဲ့ဟင်းတွေဟာခါတတ်တယ်အိုးခါတတ်တယ်ပြန်လမ်းမှာညနေဆောင်စိတ်နှံတဲ့လေးပြေကမနေ့ကမမနာကိုလောင်ရဲ့နေခဲ့နေအောင်ချီကပန်းတွေပေါ်ချအဖြစ်ကင်းတဲ့နှလုံးသားနဲ့မြတ်တာကိုမြတ်တာနဲ့ပဲအစားထိုးမနေမမနာကိုဖြုတ်ချလိုက်တော့လူဘဝရဲ့အရာသာအစ်ကနူးညံ့တဲ့စကားလုံးမှာပဲ